သတင်းပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့သတင်း channel မှာဒီကနေ့ August 23 ရက်နေ့နောက်ဆုံးရသတင်းများကိုသုံးသပ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဇက်ကြောင်းတစ်ခုလုံးတက်တက်ကြွကြွလှိုင်ထနေအောင်နောက်ွယ်ကကစားကွက်တွေကိုဗျူဟာကြကြဖော်ထုတ်ပြီးပြည်သူတွေကိုဓာတ်ရိုက်ကြားသိနိုင်ဖို့အာဘာတရသုံးသပ်ထားပါတယ်။မင်းအွန်လိုင်းနဲ့သူ့စစ်တပ်ဟာအချက်တဲဘောင်းစုံကောင်းစချီတီနေပြီဆိုတာသူတို့ကိုယ်တိုင်ပြည့်လုံနေတဲ့အပြော့ဇွဲနဲ့အမှားဇွဲတုံ့ပြန်ပုံတွေကိုကြည့်ရင်အထင်သာမြင်နိုင်ပါတယ်ပထမဆုံးအနေနဲ့သုံးသက်ချင်တာကတော့စကိုင်းနဲ့ပဲခူးမှာဖြစ်ပျက်သွားတဲ့ဖြစ်စဉ်နှစ်ခုကိုကြည့်ပြီးစစ်ကောင်စီရဲ့သတင်းအချက်လက်စစ်စင်ရေးနေရန်နဲ့စင်အားစုဆောင်ရေးကစားကွက်တွေဘယ်လောက်ထိရိုင်လဲနေပြီလဲဆိုတာကိုအသေးစိတ်ကြည့်ကြရအောင်ပထမဆုံးပဲခူးတိုင်းလက်ပတန်းမှာစစ်တပ်စင်မြောင်းဝန်တန်းသတင်းပေးတင်နိုင်ဆိုသူကိုတော်လိုင်းတပ်ဖွဲ့တွေကအရှင်ဖမ်းမိပြီးမှအချုပ်ဖောက်ပြေးလို့ပြစ်ခတ်ရှင်းလင်းလိုက်ရတဲ့ဖြစ်စဉ်မှာဒီနေရာမှာကြောရွသဘောတရားကိုတေချာကြည့်ဖို့လိုပါတယ်စစ်ကောင်စီကပဲခူးရုံးမှမတိုင်မီနဲ့ပဲခူးတိုင်းအောက်ပိုင်းမြေပြန့်ဒေသတွေကိုထိန်းချုပ်ဖို့အတွက်ဓာတ်ရိုက်စင်အားထက်ဒလန်သတင်းပေးကွန်ရက်တွေကိုပဲပုံမအားပြုနေရတဲ့ဆိုတာကိုတက်သိပြနေတာပဲဖြစ်ပါတယ်စစ်တပ်ဟာတိုက်ပွဲတွေမှာစစ်တီအင်အားပြုံးတိမှုလွန်ကဲလာတဲ့အခါမှာဌာနဆိုင်ရာနန် CDM ဝန်တန်းတွေကိုသတင်းထောက်လှမ်းရေးရုပ်သေးတွေဖြစ်အတင်းအဓမ္မပြောင်းလဲအသုံးပြုလာတယ်တနိုင်ဆိုလိုဝန်တန်းမျိုးဟာ၄ချိန်တိုင်တော်လိုင်းတပ်ဖွဲ့တွေရဲ့တီနီယာကိုသတင်းပေးခဲ့တဲ့ဆိုတာဘာကိုပြတယ်လဲဆိုတော့စစ်ကောင်စီကဒေသခံပြည်သူတွေရဲ့သတင်းချက်လက်ကိုမရတော့လို့ဝန်တန်းအချို့ကိုဖိအားပေးပြီးအရက်ဝတ်စပိုင်ဖြစ်သုံးနေရတာပါဒါပေမဲ့ဒီပြည်စင်ကနေပေးတဲ့နောက်ွယ်ကနိုင်ငံရေးနဲ့စီးသတင်းလွှာကတော့အလွန်ရှင်းပါတယ်တော်လိုင်းတပ်ဖွဲ့တွေရဲ့စုမှုရေးနဲ့ထောက်လှမ်းရေးကွန်ရက်ဟာမြေပြင်အထိပါစစ်ကောင်စီထက်ပုံမှုခိုင်းမှကျေပြန့်လာပြီဆိုတဲ့အချက်ပဲဖြစ်ပါတယ်သတင်းပေးဆိုတာဖန်စီရမိဖို့ဆိုတာအရန်ခက်ခဲတဲ့ကိစ္စပါဒေသခံပြည်သူတွေရဲ့ပူပေါင်းဆောင်ရွက်မှုနဲ့စီးသတင်းရစနစ်တကျကွန်ရက်ဖြတ်တောက်နိုင်ခဲ့လို့သာအခုလိုဖန်စီနိုင်ခဲ့တာဖြစ်ပါတယ်အချုပ်ဖောက်ပြေးလို့ပြက်ကဖန်စီရမှာတေဆုံးသွားတာဟာစစ်ကောင်စီရဲ့သတင်းပေးစနစ်တစ်ခုလုံးကိုကြီးမားတဲ့ထိုးနှက်ချက်ရိုက်ခတ်သွားစေပါတယ်မင်းအွန်လိုင်းခိုင်းလို့ဒလန်လုပ်ရင်နောက်ဆုံးတော့ကိုကံကြမ္မာကိုပဲရင်ဆိုင်ရပြီးစစ်တပ်ကဘာမှလာမကင်းနိုင်ဘူးဆိုတဲ့သင်ခန်းစာကိုကြန့်ရှိနေတဲ့နန် CDM နဲ့သတင်းပေးအဖွဲ့တွေစီပြင်းပြင်းထန်ထန်ရောက်ရှိသွားစေခဲ့ပါပြီအလားတူပဲစကိုင်းတိုင်းမုံရမြို့နယ်ကြောက်ကရွှေကုန်းဖျားဝင်းထဲမှာပေါ်တာဆွဲဖမ်းဆီးထားတဲ့ပြည်သူတွေကိုလက်နက်ငယ်တင်နှံပေးနေတဲ့စစ်ကောင်စီစခန်းကိုတော်လိုင်းပူပေါင်းတပ်ဖွဲ့တွေက60မမလက်နက်ကြီးတွေနဲ့တွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်မှာဒီနေရာမှာတရုတ်အနောက်အုပ်စုနဲ့အိန္ဒိယနိုင်ငံတွေစောင့်ကြည့်နေတဲ့စစ်ကောင်စီရဲ့ပြည်သူစစ်ဥပဒေနဲ့အတန်းစားမရှိအတင်းအဓမ္မစစ်ဝတ်စုံဝေခိုင်းခြင်းပြူဝါရဲ့ပျက်စီးခြင်းကိုမြင်ရမှာဖြစ်ပါတယ်စစ်ကောင်စီကတက်စကန်တွေတရင်တွေကိုကိုယ်တိုင်မကာကွယ်နိုင်တော့လို့ဘာသာရေးအဆောင်ဖြစ်တဲ့ရွှေကုန်းဖျားဝင်းကိုအကာအကွယ်ယူပြီးစစ်တင်နှံပေးနေရတဲ့အထိရုပ်မှာအောက်တန်းကျနေတာပါပြည်သူတွေကိုပေါ်တာဆွဲစစ်တင်နှံပေးအကာအကွယ်ယူစဉ်းစားချက်တွေဟာစီးရအလွန်အောက်ဆွဲကျနေပြီဆိုတာကိုတက်သေးပြနေတာပဲဖြစ်ပါတယ်မုံရဟာစစ်ကောင်စီရဲ့အနောက်မြောက်တိုင်းစစ်ဌာနချုပ်နမခအခြေစိုက်ရအချက်ချာမြို့ကြီးပါဒီလိုမြို့ကြီးရဲ့နီးကပ်တဲ့နေရာမှာတော့စစ်တပ်ဟာဘုရားဝင်းထဲမှာခိုကပ်ပြီးတင်တန်းပေးနေရတယ်ဆိုတာသူတို့ရဲ့စီးရလုံခြုံစိတ်ချရမှု security zone ဟာတုံညာအထိထိခိုက်နေပြီဆိုတာကိုပေါ်လွင်နေပါတယ်ဒါအပြင်မြေပြင်မှာမဟာမိတ် local PDF တွေနဲ့အမတ်နှစ်တိုက်နဲ့လက်နက်ကြီးတက်စိတ်တို့ရဲ့ပူပေါင်းကုတ်ကဲမှုနဲ့ chain of command ဟာအလွန်တိုးတက်ကောင်းမွန်လာပြီးစစ်ကောင်စီရဲ့အကြောက်တရားပေါ်အခြေခံတဲ့တက်ဆက်ရန်တရားကိုတိကျတဲ့လက်နက်ကြီးပစ်ကူတွေနဲ့နောက်ဆက်ဖျက်ဆီးနိုင်ခဲ့ပါတယ်ဒီဖြစ်စဉ်တစ်ခုလုံးကနေပြည်သူတွေဘာကိုသတိထားရမလဲဆိုရင်မင်းအွန်လိုင်းဟာစည်ရစရင်ပြောင်းနေပြီဖြစ်လို့ပြည်သူအချင်းချင်းရန်တိုက်ပေးတာပေါ်တာဆွဲတာနဲ့နန် CDM တွေကိုအတုံးတော်ခံခိုင်းတာတွေကိုပိုပြီးအရှိန်မြင့်လှုပ်ဆောင်လာပါလိမ့်မယ်မိဘပြည်သူတွေအနေနဲ့စစ်တပ်ရဲ့လက်ကွက်ထင်မဝင်ဖို့နဲ့တွာလာလှုပ်ရှားရမှာပေါ်တာဆွဲခံရမှုအန္တရာယ်ကိုတတိကြီးစွာထားကြဖို့အလွန်ပဲအရေးကြီးပါတယ်ဒုတိယသတင်းအနေနဲ့ကြည့်ရင်တော့အကြမ်းဖက်မင်းအွန်လိုင်းဟာနိုင်ငံရေးနဲ့စီးရီပျက်စီးခြင်းရဲ့အထွတ်ထိပ်ရောက်လာချိန်မှာစစ်တပ်အာဏာရှင်အုပ်စုဖုံးကြီးရေးတွေပြည်ထောင်စုအင်္ဂစင်ကိုဗဇက်ရာဇသန်နဲ့90ထိတိုးချဲပြီးကာကွယ်ဦးစီးချုပ်ကိုအဆင့်6ထိမြင့်တယ်စစ်ဗိုလ်ချုပ်မူကြီးတွေကအစညွှန်ကြားရေးမှုတွေထိအဆင့်ပေါင်းများစွာကိုနိုင်ငံတော်အဆင့်ပုံကိုယ်တွေဖြစ်သတ်မှတ်လိုက်တဲ့လျှို့ဝှက်အမိန့်ထွက်ပေါ်လာတဲ့ကိစ္စပဲဖြစ်ပါတယ်ဒါဟာရည်စရာကောင်းတယ်လို့အတော်လေးစိတ်ပျက်စရာကောင်းလာတဲ့ယူသမှုတစ်ခုပါ2016ခုနှစ် NLD အစိုးရလက်ထက်တုန်းကပြည်ထောင်စုအင်္ဂစင်ဆိုတာယာဒူးနေရာ38နေရာပဲရှိခဲ့ပြီးကာကွယ်ဦးစီးချုပ်ကအဆင့်8မှာပဲရှိခဲ့တာပါအခုမင်းအွန်လိုင်းလက်ထက်2026ခုနှစ်ဩဂတ်လ23ရက်နေ့ရက်စွဲနဲ့ထုတ်ပြန်လိုက်တဲ့အင်္ဂစင်အသစ်မှာတော့သမရဒုသမရလွတ်တော်ဥက္ကဋ္ဌနဲ့တရားသူကြီးကျုပ်တို့ရဲ့နောက်ဝန်ကြီးတွေရဲ့အထက်အမတ်စဉ်6နေရာကိုစစ်တပ်ချုပ်ကရယူလိုက်ပါတယ်
ဒါရင်မကဘူးတူတက်ချုပ်ကိုအမတ်စင်ကိုကြီးရီလေးတက်ချုပ်တွေကိုအမတ်စင်15ကနေ18ထိဒုတိယဗိုလ်ချုပ်ကြီးတွေကိုအမတ်စင်26တိုင်းမှုတွေကိုအမတ်စင်34နဲ့ကာကွယ်ရေးဝန်ကြီးဌာနကညွှန်ကြားရေးမှူးဆိုတဲ့စစ်ဗိုလ်အငယ်စားတွေကိုတောင်အမတ်စင်90တဲ့ထည့်ပြီးနိုင်ငံတော်အဆင့်ပုဂ္ဂိုလ်တွေပါဆိုပြီးမိမိကိုယ်ကိုဘွယ်တူးဂုံဒူးတွေရရောပေးအပ်လိုက်တာပဲဖြစ်ပါတယ်။ဒါဘာကြောင့်လဲ။နောက်ွယ်ကစစ်ရေးနဲ့စိတ်တက်ရေးရကစားကွက်ကိုကြည့်ကြရအောင်။ပထမအချက်အနေနဲ့စစ်တပ်အတွင်းတိုင်းမှာဗိုလ်ချုပ်တွေကြမကျေနပ်မှုတွေအာဏာလွန်ဆွဲမှုတွေနဲ့မင်းအွန်လိုင်းပေါ်တစ္ဆာစောင့်တိမှုယွန်နေလာတာကို bonus ပေးပြီးထိန်းချုပ်ဖို့ကြိုးစားတာဖြစ်ပါတယ်။တိုက်ပွဲတိုင်းမှာရှုံးနေမျိုးတွေဆုံးရှုံးတိုင်းစစ်ဌာနချုပ်တွေပါတော့ချိန်မှာစစ်ဗိုလ်ချုပ်တွေကိုမင်းတို့ဟာနိုင်ငံတော်အဆင့်ပုဂ္ဂိုလ်တွေပါဆိုတဲ့စက်ကူပေါ်ကအခွင့်အရေးနဲ့ယာရုတစိတ်တွေပေးပြီးမြောက်ထားရတဲ့အဆင့်ကိုရောက်ရှိနေပါပြီ။ဒုတိယအချက်အနေနဲ့အာဏာသိမ်းပြီးနောက်ပိုင်းတရားဝင်မှု legitimacy လုံးဝမရှိတော့တဲ့စစ်ကောင်စီဟာစက်ကူပေါ်မှာယာရုအဆင့်တန်းတွေကိုတိုးချဲ့ရှင်ပြန်ရင်သူတို့ကိုသူတို့နိုင်ငံတော်အပြည့်အဝထိန်းချုပ်နေရပါတယ်ဆိုတဲ့စိတ်ဒဇအမှန်တရားအတုကိုဖန်တီးနေတာဖြစ်ပါတယ်။အဂတိလိုက်စားမှုတိုက်ဖျက်ရေးလူခွင့်ရေးကော်မရှင်နဲ့တိုင်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌစတဲ့နေရာတွေကိုပါအင်္ဂဇင်တဲ့ထည့်သွင်းလာတာဟာရှီလာမဲ့အတူရောင်ရွေးကောက်ပွဲပုံစံကွက်အတွက်အုပ်ချုပ်ရေးစနစ်အသွင်တရံဖန်တီးဖို့ကြိုးစားတာဖြစ်ပါတယ်။ဒါပေမဲ့ပြည်သူတွေနဲ့အဖွဲ့အစည်းအသီးသီးတရုတ်အနောက်အုပ်စုအာဆီယံတို့အတွက်တော့ဒါပြက်လုံးတစ်ခုထက်မပိုပါဘူး။မြေပြင်မှာစစ်တပ်ဟာမြို့ပေါင်းများစွာကိုလက်လွတ်ထားရပြီးတက်တွင်းပြိုကွဲနေချိန်မှာစက်ကူပေါ်မှာစစ်ဗိုလ်ချုပ်တွေကိုနိုင်ငံတော်အဆင့်သတ်မှတ်ပေးလိုက်ရုံနဲ့စစ်တပ်ရဲ့ကြာရှုံးနေတဲ့ကံကြမ္မာကိုဘာမှပြောင်းလဲပေးနိုင်မှာမဟုတ်ပါဘူး။တတိယသတင်းအနေနဲ့သုံးသက်ချင်တာကတော့ရှမ်းရှိမိုင်းပြင်မှာဖြစ်သွားတဲ့စစ်ကောင်စီနဲ့ RCSS တိုက်ပွဲအကြောင်းပဲဖြစ်ပါတယ်။ဒီတိုက်ပွဲရဲ့နောက်ွယ်ကိုတေချာကြည့်ရင်စစ်ကောင်စီရဲ့ရိုင်လဲနေတဲ့အခင်းကျင်းနဲ့နေဇက်ကဒုစရိုက်စီးပွားရေးကစားကွက်တွေကိုအကွက်စစ်စစ်မြင်ရပါလိမ့်မယ်။ရှမ်းပြည်နယ်အရှေ့ပိုင်းမိုင်းပြင်မြို့နယ်တဲမှာခမာယာ314ကဗိုလ်ကြီးတန်းနိုင်စုဦးစီးတဲ့စစ်ကောင်စီတပ်နဲ့ပြည်သူစစ်ပူးပေါင်းအဖွဲ့ဟာတော်နေလှုပ်ရှားရာကနေ RCSS နဲ့တိုက်ပွဲဖြစ်ပွားခဲ့တာပါ။မိနစ်20လောက်ပဲကြာတဲ့ဒီတိုက်ပွဲမှာစစ်တပ်ဘက်က6ယောက်သေပြီးဒဏ်ရာရသူတွေနဲ့အကြမ်းဆုံးများစွာနဲ့ပြန်ဆုတ်ခွာသွားရပါတယ်။ RCSS ဆိုတာအာဏာသိမ်းပြီးကတည်းကစစ်တပ်နဲ့ငြိမ်းချမ်းရေးအပြည့်ရဲ့ဆွေးနွေးပွဲတွေဇက်တိုက်လုပ်ပြီးစစ်တပ်နဲ့တိုက်ပွဲမရှိသလောက်ငြိမ်နေတဲ့ဒိုင်းရင်သာလက်နက်ကိုင်အဖွဲ့ဖြစ်တာကြောင့်ဒီထိတွေ့မှုဟာစီးရမဟာဗျူဟာထိုးစစ်မဟုတ်ပဲနောက်ွယ်မှာအကြောင်းရင်းတစ်ခုရှိနေတာကိုတွေ့ရပါတယ်။ပထမအကြောင်းရင်းကတော့ရလခခိုလန်ဒူတိုင်းမှုအသစ်ရောက်လာပြီးဂွင်ရှာတာနဲ့စစ်တပ်ရဲ့ဝါဒဖြန့်ကင်းလည်မှုပဲဖြစ်ပါတယ်။စစ်တိုင်းမှာတိုင်းမှုဒူတိုင်းမှုအသစ်တွေရောက်လာရင်နေမီစမှုမှုပြကျင်တာအောက်ခြေတက်တွေကိုလှုပ်ရှားခိုင်းပြီးကိုယ့်အတွက်လက်လာပရပေါက်ဂွင်ရှာခိုင်းတာစစ်တပ်ရဲ့ရိုးရာစိုးဖြစ်ပါတယ်။နောက်တစ်ချက်ကစစ်တပ်ဟာသူတို့ကိုသူတို့ကြားဖြန့်အွန်လိုင်းငွေလိမ်ကိုင်းနှိမ်နှင်းရေးလုပ်နေတယ်လို့ဟန်ပြပြီးနေမီတဲ့ခြေရှုပ်လာတာပဲ။အမှန်တော့စစ်တပ်ရောသူတို့လက်ဝေကံပြည်သူစစ်တွေရောနေမီကန်အဖွဲ့အစည်းတချို့ရောကြားဖြန့်စီးပွားရေးမောင်ကိုစီးပွားရေးတွေနဲ့မကင်းကြပါဘူး။စစ်တပ်ကကြားဖြန့်နှိမ်နှင်းရေးအကြောင်းပြပြီးဝင်ဖမ်းမှုတွန်းရကနေနေမီချင်းလှိမ့်ဝင်လာလို့ RCSS ကပြစ်ခတ်တိုက်ခိုက်လိုက်တာဖြစ်ပါတယ်။ဒီတိုက်ပွဲမှာစစ်တပ်ကလက်နက်ကြီးတွေနဲ့ရန်တမ်းပစ်ပြီးနောက်ဆုတ်သွားပေမဲ့သတင်းဝါဒဖြန့် channel တွေမှာတော့လုံးဝသတင်းမထုတ်ပြန်ရဲပဲမှိန်နေတာကိုကြည့်ရင်စစ်တပ်ရဲ့ဂုံတိတ်ခါကျဆင်းနေမှုကိုမိမောင်းထိုးပြနေပါတယ်။ဒါပေမဲ့ဒီတိုက်ပွဲဟာစစ်ပွဲကြီးတစ်ခုဖြစ်ကူပြောင်းသွားမှာမဟုတ်ပဲနာမည်ရယုံနဲ့ဂွင်ရှာထိတွေ့မှုအဆင့်မှာပဲရှိပါလိမ့်မယ်။ဘာကြောင့်လဲဆိုတော့ RCSS ရောစစ်တပ်ရောဟာရှမ်းရှိမှာစစ်ပွဲကြီးအထိအပြန်လည်မစင်နွဲခြင်းကြပဲမဟာဗျူဟာမြောက်ထိန်းကြီးထားလို့ပါပဲ။သို့သောပြည်သူတွေတတိထားရမှာကတော့မိုင်းပြင်းနဲ့ရှမ်းရှိဘက်မှာစစ်တပ်ကဂွင်အသစ်ရှာဖို့နဲ့ဟန်ပြကြားဖြန့်ဖမ်းပွဲတွေအကြောင်းပြပြီးဒေသခံတွေကိုစက်ကြီးတောင်းတာစစ်စေးတင်းကျပ်တာတွေဆက်လက်လှုပ်ဆောင်လာနိုင်လို့ပဲဖြစ်ပါတယ်။စတုဒ္ဒသတင်းနေနဲ့ကြည့်ရင်မင်းအွန်လိုင်းရဲ့ရက်တရားငြိမ်းချမ်းရေးပြဆက်တဲ့ MNDAA မပါဝင်တဲ့နောက်ွယ်ကအတ္တနဲ့နေမီကစားကွဲကိုမြင်ရမှာဖြစ်ပါတယ်။မင်းအွန်လိုင်းစစ်အုပ်စုကရက်တရားအတွင်းတိုင်းသားလက်နက်ကိုင်အဖွဲ့73ပွဲနဲ့တွေ့ဆုံခဲ့ပါတယ်ဆိုပြီးကြေညာခဲ့ပေမဲ့စစ်ပွဲတွေမှာစစ်တပ်ကိုအကြီးကျယ်ထိုးနှက်ခဲ့တဲ့ကိုကန်အဖွဲ့ MNDAA ပါဝင်မလာတာအလွန်တရာအတိတ်ပဲပါပါတယ်။ MNDAA ဆိုတာ139နှစ်ခွန်စစ်စင်ရေးမှာလောက်ကိုင်းကွမ်းလုံးသိန်းနီကုတ်ခိုင်အပါဝင်ရှမ်းမြောက်တခွင်နဲ့အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရမခအခြေစိုက်ရလာရှိုမြို့ကိုပါသိမ်းပိုက်ခဲ့တဲ့အဖွဲ့ဖြစ်ပါတယ်။နောက်ပိုင်းတရုတ်ရဲ့တရမန်ရေးရာစီးပွားရေးရာပြင်းထန်တဲ့ဖိအားပေးမှုတွေကြောင့် MNDAA 2025ခုနှစ်မှာလာရှိုမြို့ပေါ်12ရပ်ကွက်ကိုစစ်တပ်လက်ထဲပြန်လွှဲပေးခဲ့ရပြီးအပြည့်ရက်ခဲ့ရတာပါ။ဒါပေမဲ့လာရှိုမြို့ပေါ်ရပ်ကွက်တွေကိုစစ်တပ်ကိုပြန်ပေးလိုက်ရပေမဲ့လာရှိုမြို့ရဲ့ပတ်ပတ်လည်ပထဝီဝင်အနေထားနဲ့ဆက်သွယ်လမ်းကြောင်းအားလုံးကို MNDAA ကပဲအပြည့်အဝထိန်းချုပ်ထားတုံးဖြစ်ပါတယ်
လာရှိုသိန်းနီလမ်းကြောင်းလာရှိုတီဘောလမ်းကြောင်းလာရှိုတန်ရန်လမ်းကြောင်းအစရှိတဲ့အတိကသွေးကြောတွေကို MNDAA ကပိတ်ဆို့ဝိုင်းရန်ထားတာကြောင့်စစ်တပ်ဟာလာရှိုမြို့ထဲမှာလောင်ရင်တဲကကြွက်လို့ပိတ်မိနေတာပါစစ်တပ်အနေနဲ့အတူပါချခြင်းရင်ပဲ MNDAA ကိုတရင်ပို့ပြီးမှမြို့ပြင်ထွက်ရတဲ့အနေအထားမျိုးရောက်နေပါတယ်ဒါကြောင့်စစ်တပ်ဟာရက်တရငြိမ်းချမ်းရေးမှာ MNDAA ကိုထင်မပြောတာဟာ MNDAA ထိန်းချုပ်ထားတဲ့နေမြေတွေကိုစစ်တပ်ကတရားဝင်အတိမတ်မပြုကျင်လို့ဖြစ်တယ်စစ်တပ်က MNDAA ကိုမြို့တွေတင်မကပဲပတ်ဝန်းကျင်နေမြေတွေပါပြန်လွှတ်ခိုင်းနေပေမဲ့ MNDAA ကလုံးဝလက်မခံပါဘူးဒီနေရာမှာတရုတ်နိုင်ငံရဲ့အခန်းကဏ္ဍကအဓိကကျလာပါတယ်တရုတ်ဟာစစ်တပ်ကိုလာရှိုးမြို့ပေါ်ပြန်ပေးဖို့ဖိအားပေးခဲ့ပေမဲ့ကျန်တဲ့နေဆက်နေမြေတွေကိုစစ်တပ်လက်ထက်ပြန်ပေးဖို့ဖိအားမပေးပါဘူးဘာကြောင့်လဲဆိုတော့မင်းအောင်လှိုင်စစ်အုပ်စုဟာနေဆက်ကိုငြိမ်းအောင်မထိန်နိုင်အောင်တမကပဲမူဆယ်နဲ့နေဆက်ဒေသကကြားဖြန့်ငွေလင်းဂိုင်းတွေကိုစစ်တပ်ကိုယ်တိုင်နဲ့လက်အောက်ခံထွေအုပ်ရဲတွေကိုတီလက်ရောက်ပူးပေါင်းပြီးဒုစရိုက်စီးပွားရေးလုပ်နေတာကိုတရုတ်ကကောင်းကောင်းသိနေလို့ပဲဖြစ်ပါတယ်။ဩဂတ်စ်လ15ရက်နေ့ကမူဆယ်မှာတရုတ်ရဲတပ်ဖွဲ့ဦးဆောင်ပြီးစီးနင်းခဲ့ရတဲ့ကြားဖြတ်ရုံဖြစ်စဉ်ကဒါကိုတက်တည်ပြနေပါတယ်။တရုတ်ဘုံနေဆက်ဒေသကို MNDAA ထိန်းချုပ်ထားတာကမှသူတို့အကျိုးစီးပွားနဲ့တည်ငြိမ်ရေးအတွက်ပိုစိတ်ချရတယ်လို့ယူဆထားပါတယ်။မင်းအောင်လှိုင်တမရအရေးကွန်လဲပြီးဘေကျင်းကိုတွားခဲ့ပေမဲ့နေဆက်ကွန်တော်ရေးပြဿနာမဖြေရှင်းပဲစစ်တပ်ကနေဆက်ကွန်တော်ရေးပိတ်ဆို့တာတရုတ်ကွန်တွေဖမ်းတာလောက်ပဲကလိကလာတုံ့ပြန်နိုင်ခဲ့ပါတယ်။စီရေးရကြည့်ရင်လည်းအရှိမြောက်မှာအပြည့်ရထားလို့စစ်တပ်ဟာတပ်မ9ခုခန့်ကိုထုတ်ယူပြီးမြန်မာပြည်အနှံ့ထိုးစစ်ဆင်နိုင်ခဲ့ပေမဲ့ MNDAA ကိုပြန်တိုက်ဖို့တော့အင်အားမရှိတော့ပါဘူး။ညီကုန်းချောရင်တော့မင်းအောင်လှိုင်စစ်အုပ်စုဟာ MNDAA နဲ့ပတ်သက်ရင်ဇာယာမှာလည်းတဲတရှက်ရှက်ပြည့်ရမှာလည်းအစီနဲ့တဲဝင်းဝင်းဖြစ်နေပါတယ်။အပြည့်ရထားလို့ရှမ်းမြောက်မှာတပ်တာရနေပေမဲ့ MNDAA ရဲ့နေမီစုံမှုကိုအတိမတ်မပြုကျင်တာကြောင့်ရက်တရငြိမ်းချမ်းရေးဆိုတဲ့ပြဇာတ်ထဲ MNDAA ကိုချန်လက်ထားခဲ့ရတာပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါသတင်းများကိုနားဆင်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်နောက်ထပ်လည်းနောက်ဆုံးရသတင်းတူးများနဲ့ပြန်လာခဲ့ပါမယ်မြန်မာပြည်သူပြည်သားအပေါင်းဘေးရန်ကင်းကွာပြီးဒေါ်လာနေတစ်ကိုချိန်တိုတွင်ရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့ပြည်သူသတင်းဌာနမှဆုတောင်းလိုက်ပါတယ်ခင်ဗျာ